အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်တို့ channel word စနစ်ကြမွေးမြူမယ်ဆိုရင်ဘယ်လောက်အကျိုးရှိတယ်ဆိုတဲ့အကြောင်းလေးနဲ့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီဇာတ်လမ်းမှာတော့ဇာတ်လမ်းလျံနဲ့ my and him တို့တငယ်ချင်းတွေရောက်ကနေပြီးတော့အပြန်လှန်ပြောဆိုတဲ့ပုံစံလေးနဲ့ကျွန်တော်တို့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမဆုံးကျွန်တော်တို့ဇာတ်လမ်းလျံရဲ့အချက်ချံကိုကျွန်တော်တစ်ချက်ကြည့်လိုက်ရအောင်ညနေတောင်ရကနေအင်ကိုပြန်လာတဲ့ဇာတ်လမ်းလျံကချက်ချံပိတ်ဖို့ချက်ချံထဲကိုဝင်လာခဲ့တယ်သူ့ရဲ့ချက်ချံမှာရှိတဲ့ချက်တချို့ကတည်နေပြီးတော့ဂျန်တဲ့ချက်တွေကလည်းမိုင်နေတယ်ဒီအပိုင်းမှာချက်တွေကတကောင်ပြီးတကောင်တည်နေတယ်စလိုင်းလန်တယောက်ချက်မွေးလာတာနည်းနည်းလောက်ရှိပြီးဒါပေမဲ့ဖြစ်မြောက်မအောင်မြင်ပါဘူးချက်အသေးကောင်များကိုသူကစိတ်ပြက်လက်ပြက်နဲ့မြှုပ်လိုက်ပါတယ်ပြီးတော့ချက်ချံကိုတောက်ခတ်ပြန်လာခဲ့ပါတယ်ပြီးတော့တလက်စာထဲမှာပဲစလိုင်းလန်ရဲ့ဝက်ချံကိုကျွန်တော်တို့ကြည့်ကြည့်အောင်စလိုင်းလန်ရဲ့ချက်ချံတာမကဝက်ချံလည်းရှိပါတယ်အဲ့ဒီဝက်ချံမှာသူကဝက်လေးကောင်မွေးထားပါတယ်သူ့ရဲ့ဝက်ချံလေးကိုတော့သူကဖြစ်တယ်လို့လေးစောက်ထားပြီးတော့သူ့ရဲ့ဝက်တွေကိုတော့ထမင်းကြိုင်ဟင်းကြံနဲ့အိမ်နီးနားမှာရှိတဲ့အရွက်လေးတွေကိုဖြစ်တယ်လို့ရောနှောပြီးကျွေးမှုလေးရှိတယ်တောင်ရလုပ်ငန်းအပြင်အပူဝင်ငွေလေးရလို့ရညာဆိုတဲ့ရည်ရွယ်ချက်နဲ့ဒီလိုဝက်လေးတွေမွေးတာဖြစ်ပါတယ်ဝက်လေးကောင်မွေးလာတာကတစ်နှစ်ကျော်ကြာလာပေမဲ့လည်းပဲမရောက်နိုင်သေးပါဘူးဆိုတော့စရန်လျန်ကသူထမင်းကြိုင်ဟင်းကြံတွေကိုအကုန်ရောသမမွေးပြီးနှွေးပြီးတော့မှသူ့ဝက်ကိုကျွေးပြီးတာနဲ့စိတ်ပြက်လက်ပြက်အိမ်ဖက်ကိုပြန်လာတယ်။နောက်ကျွန်တော်တို့ my and him ရဲ့အိမ်အောင်ဖေးချံကိုကျွန်တော်တို့တစ်ချက်ကြည့်လိုက်ကြရအောင်ပါ။ my and him ကဟာခါမြို့မှာဆိုရင်တော့နာမည်ရတဲ့မွေးမြူရေးသမားတစ်ယောက်ဖြစ်ပါတယ်။ဂျက်သားပေါက်ဂျက်ဦးဂျက်ကောင်လိုက်ပုံမှန်ရောက်နေတဲ့သူဖြစ်တယ်လို့တပိုင်တနိုင်မွေးမြူရေးရတယ်လည်းပုံမှန်ဝင်ငွေရနေတဲ့သူဖြစ်ပါတယ်။အဲ့ဒီအပြင်သူကဝက်တွေလည်းမွေးထားပါသေးတယ်။အခုလဲ my and him ကရောင်းတန်းဝင်တဲ့သူ့ချက်ပေါက်လေးတွေရောင်းချနေပါတယ်။တရက်မှာဆလန်လျန်နဲ့ my and him တို့ကတွေ့ဆုံကြပါတယ်။တွေ့ဆုံတဲ့ပုံကတော့ဆလန်လျန်ကပစ္စည်းဝယ်ဖို့အင်ကနေထွက်လာရင်းနဲ့ my and him တို့အိမ်ဖက်ကိုရောက်လာတာဖြစ်ပါတယ်။သူတို့ရက်ကွက်မှာ my and him ကမွေးမြူရေးနဲ့ပတ်သက်ပြီးတော့မှအောင်မြင်နေဆိုပြီးတော့နာမည်ရနေပါတယ်။ဒါကြောင့်ဆလန်လျန်ရောက်တော့တဲ့အချိန်မှာ my and him ကချက်ချံမှာအလုပ်ရှုပ်နေတဲ့အချိန်ဖြစ်ပါတယ်။အလုပ်တငယ်ချင်းလှုပ်ရှုပ်နေလား။မြင့်ချက်တွေလည်းအများကြီးပွားလာတာပဲနော်။တငယ်ချင်းတော့ချက်တော်ကျူးပေးတဲ့ကောင်ပဲကံကောင်းနေဗျ။ဒီလိုပါပဲချက်ပေါ်တွေလာဝယ်တဲ့သူရှင်းလို့ရောင်းပေးရင်ချက်ချံတဲ့ရှင်းပြန်လုပ်ပေးနေတာ။ဒါနဲ့ဘယ်လိုလုပ်လဲ။ပစ္စည်းတစ်ခုလာဝယ်တာတငယ်ချင်းရငါမွေးမြူရအတွက်ကွာအစင်မပြေဘူး။အဲ့ဒါတငယ်ချင်းစီကျန်တောင်းရန်အလေးလာတယ်ဆိုပါစို့။တငယ်ချင်းမွေးမြူရလှုပ်ဝက်ချက်လေးပါလေရှိရင်လည်းမျှဝေပေးပါအောင်။ထူးထူးခြားခြားကြီးလှုပ်ဝက်ချက်လို့တော့မရှိပါဘူး။တရှင်ရဲ့အစာအာဟာရနဲ့ကျန်းမာရေးဆောင်ရှောက်မှုလေးတွေလုပ်ပေးတယ်ဒီလောက်ပါပဲတငယ်ချင်းရလောက်ပါအောင်သေးစိတ်လည်းပြောပြပေးပါအောင်အသေးစိတ်ပြောရမယ်ဆိုရင်တော့ကြက်တွေကိုတစ်နေ့အနည်းဆုံး2ချိန်အစာကျွေးရယ်တရှင်တဲ့ရေကိုအချိန်ပြည့်ရရှိနေဖို့တေချလုပ်ပေးတယ်သူတို့ကိုပရိုတင်းဓာတ်25%ပါဝင်တဲ့အရည်အတွင်းမြတ်အစာကိုရောနှောပြီးကျွေးမွေးတယ်ဥပမာပြောရရင်ပေးစင်းကိုရွှေဖယုံသီးစင်းနဲ့ပေးတစ်မျိုးပေါ့ပြီးတော့တချို့သူတွေကလေကြမွေးရဲ့အခါဖြစ်ကြတဲ့ဇာမွေးတတ်ကြတယ်အဲ့လိုမွေးရင်တော့ဘလို့မှစေပွားဖြစ်မှာမဟုတ်ဘူးအေးကွာကျွန်တော်အဲ့ဒါတွေးနေတာတေချာလုံးမှဖြစ်မယ်အဲ့ဒါတွေမတွေးခဲ့တာမှန်ပဲဒါနဲ့ခုနချက်ပေါက်လေးတွေရောင်းနေဆိုတော့ကျုံလုံးချက်ပေါက်လေးတွေအတွက်လည်းပညာမျှဝေပေးပါအောင်တကယ်ချင်းကျွန်တော်ကျမတွေကဥနှုံးမကောင်းတာနဲ့ပေါက်နှုံးမကောင်းတာနဲ့ပေါက်တဲ့အကောင်လေးတွေလည်းသေးတာနဲ့ဘွားကိုမပွားနိုင်ဖြစ်နေတာအဲ့ဒါပထမချက်အုပ်ခိုင်းတဲ့အချိန်မှာဂယူးဆိုင်ဖို့လိုတယ်ချက်အုပ်အလုံးကသားပေါက်နိုင်တဲ့ဥတွေမဟုတ်တော့သားပေါက်နိုင်တဲ့မျိုးဥတွေကပဲချက်သားပေါက်ထုတ်လုပ်နိုင်တယ်။ဝကျင်းမှာစတင်သားပေါက်တဲ့နေ့ကနေ9ရက်အတွင်းအလင်းပေါက်ခြင်းနည်းပညာကိုအသုံးပြုပြီးစစ်ဆေးရမယ်။သားမပေါက်နိုင်တဲ့မျိုးမအောင်တဲ့ဥအလုံးကိုဖေးထုတ်ပြီးတော့ဝကျင်းမှာချက်မျိုးဥ12လုံးပြည့်တဲ့အထိအစားထိုးရမယ်။စေလုံးထက်လည်းမနေစင်နဲ့ပေါ့။မျိုးအောင်တဲ့ကြောက်အားလုံးကိုစားသုံးဖို့အထူးသဖြင့်ကိုဝန်ဆောင်တဲ့နှုတ်တိုက်မိခင်များနဲ့အသက်နှစ်အောက်ကလေးငယ်များကကြောက်နီးတူတိတ်ဆာမရတဲ့အစားအစာတွေကိုစားသုံးစေတဲ့နဲ့လေပြီးတော့နောက်ထပ်ချက်သားပေါ်လေးတွေဆောင်းလျှောက်တဲ့အခါတတိထားရမယ့်အရာလေးတွေပြောပြမယ်ကျမနဲ့ချက်သားပေါက်တွေကိုတားရဲရိတ်ဆန်တဲ့အခြားမတော်တဆထိခိုက်ပျက်စီးမှုကနေကာကွယ်ရမယ်လုံချုံတဲ့အကာအဝေးခိုလုံနေရကိုအထူးသဖြင့်ချက်သားပေါက်တက်တန်းတစ်ပတ်ကြာအချိန်မှာတေချာပေါက်လိုအပ်တယ်ချက်သားပေါက်တွေကိုအသက်6ပတ်ကြာအထိခြံလှောင်ပြီးတော့ထားရတယ်သူတို့တွေကတစ်ချိန်မှာအစာအနည်းငယ်သာစားသုံးနိုင်တာကြောင့်မလို့အစာကိုအဆက်မပြတ်ဒါမှမဟုတ်တစ်နေ့အနည်းဆုံး4ချိန်ကနေ6ချိန်ကျွေးရမယ်
ကြက်ငယ်စာကကောင်းစွာကြိတ်ထားတဲ့အစာဒါမှမဟုတ်ရင်သေးမှုအရွယ်ရင်ရကြိတ်ထားတဲ့အစာကြိတ်ချေရိုးနှောပြီးတော့လုံထားတဲ့အစာတခုခုပေါ့အဲ့ဒါဖြစ်ရမယ်ကြက်ငယ်တွေကအရည်အသွေးမြင့်မားတဲ့အစာအာဟာရကိုလိုအပ်ကြတယ်တိတိကျကျပြောရမယ်ဆိုလို့ရှိရင်သူတို့အတွက်အစာပြင်ဆင်တဲ့အခါပဲစိမ်းကို30%သို့မဟုတ်ထောင်းထားတဲ့အဆိပ်များနဲ့ဖွေးနှုန်း20%ရိုးနေထားတဲ့အစာကိုကျွေးဖို့ဖြစ်တယ်ကျေးဇူးပါဗျာတငယ်ချင်းကတေချာမှတ်ထားရမယ်နောက်တစ်ခုကတငယ်ချင်းလည်းသိတဲ့အတိုင်းကြက်နာကလည်းခဏခဏကြာတော့ကြက်ချန်လိုက်ပြုတ်ပြုတ်သွားတတ်တယ်မလားအဲ့အတွက်လည်းကြံလေးပေးပါအောင်ဟုတ်တယ်အဲ့ဒါအတော်အရေးကြီးရဲ့အဓိကအဖြစ်များဆုံးကတော့လေလင်ယောဂပဲလေလင်ယောဂကယောဂကျရောက်နေတဲ့ချက်ကနေတစ်ဆင့်ကိုဆက်ပြန့်ပွားတတ်ပြီးတော့တစ်ခါလေကျတော့လေတခြားညက်တွေဖြစ်တဲ့ဘဲချက်တွေရဲ့အားရရနဲ့လည်းကိုဆက်နိုင်တယ်ပထမအဆုံးအနေနဲ့ယောဂလက္ခဏာပြနေတဲ့ချက်ကိုတခြားချက်တွေနဲ့အရင်ဆုံးခွဲထားဖို့လိုတယ်တချို့ချက်တွေမှာကျတော့လေဘာယောဂလက္ခဏာမှမပြဘဲနဲ့ရုတ်တရက်သေးဆုံးတာမျိုးဖြစ်နိုင်တယ်တချို့ကျတော့မှုန်ကုတ်နေပြီးနှာရည်မျက်ရည်ထွက်ခြင်းဒါမှမဟုတ်ရင်ဝမ်းသွားခြင်းစတဲ့လက္ခဏာတွေပြပြီးတော့သေဆုံးတာမျိုးရှိတတ်တယ်ဒါကြောင့်မလို့ကာကွယ်ဆေးကိုမှန်မှန်လေးထိုးပေးလို့ရှိရင်ချက်ယောဂကို100%ကာကွယ်မှုပေးနိုင်တယ်ဘယ်လိုအချိန်မှထွက်ရမလဲဆိုတော့တစ်နှစ်မှာအနည်းဆုံးချက်ယောဂကြားရောက်မှုအဆိုးအဆုံးမဖြစ်ခင် January February လလောက်မှာထိုးပေးဖို့လိုတယ်ကာကွယ်ဆေးဖူးတော့နှမျိုးမနေနဲ့ပေါ့အမှန်ပဲတကယ်ချင်းရဲ့ဒါနဲ့မေးလက်ဆာနဲ့ဝက်အကြောင်းလေးမဲလိုက်ဦးမယ်ကျွန်တော်ဝတ်တွေကကွာမွေးတာတစ်နှစ်ကျော်နေပြီထွားကိုမထွားနိုင်ဘူးဖြစ်နေတယ်ကြံလေးပါလေးပေးပါအောင်ဟုတ်ပြီမွေးထားတဲ့တိရစ္ဆာန်ရဲ့ကြီးထွားမှုအတွက်ဆိုလို့ရှိရင်အရေးကြီးတာသူတို့ရဲ့အာဟာရလိုအပ်ချက်ကိုဖြစ်စီပေးနိုင်ဖို့ပေါ့ဝတ်တွေရဆိုလို့ရှိရင်မြင့်မားတဲ့ပရိုတင်းအသားဓာတ်တတူဓာတ်တွေနဲ့ဗိုက်တာမင်တွေကိုအစာအာဟာရအဖြစ်လိုအပ်တယ်ဒါတွေကိုကောက်ပေးသည့်နှံတဲ့သစ်ပင်အများစုကနေဖြစ်စီပေးနိုင်တယ်ပြီးတော့အစာကိုကောင်းကောင်းဆင်းပြီးချက်ပြုတ်ပေးရင်အစာချေလွေပြီးတော့အာဟာရဓာတ်ကိုပုံပြီးတော့ဆုပ်ယူစေနိုင်တယ်ပြီးတော့အနည်းဆုံးမနေ့နဲ့ညနေတစ်နေ့နှစ်ကြိမ်အစာကျွေးဖို့လိုအပ်တယ်တန်ရှင်းတဲ့တောက်ရည်ရလည်းအစာချေပြတ်ဖို့အတွက်အချိန်ပြည့်လိုအပ်နေတယ်အစာခွက်နဲ့တောက်ရည်ခွက်တွေကိုတက်စေထားပြီးတစ်ပတ်ကိုအနည်းဆုံး2ကြိမ်တန်ရှင်းလုပ်ပေးရတယ်တကယ်လို့များပြောင်းဖို့အဓိကကျွေးမယ်ဆိုရင်တော့ချက်နေမယ့်အစာတင်ရလောက်ရည်စိမ်ပြီးတော့ကျွေးလိုက်တာအစာပြင်ဆင်ရတဲ့အလုပ်ဝင်ကိုညှို့နေစေတယ်ဒီလိုမျိုးအစာကျွေးမွေးတဲ့ပုံစံကိုပိုကောင်းအောင်လုပ်ရင်ဝတ်တွေရဲ့ကြီးထွားနှုန်းမြန်လာစေပြီးအစာအတွက်ကုန်ကျငွေကိုလည်းခြေတာလို့ရအောင်ပေါ့ဟုတ်တယ်တကယ်ချင်းရဲ့နောက်ပြီးတော့အရေးကြီးတာတစ်ချက်ကဝက်ချံမှာလည်းတဲ့တန်ခါနိုင်တဲ့အကာတွေထိုးတစ်ဖြတ်မိုးရံရတဲ့ကာကွယ်ဖို့အမူးနဲ့ရေဝက်ရဲ့ဆေးနဲ့မစင်တွေကိုလွယ်ကူစွာဖယ်ရှားနိုင်ပြီးတော့ဝက်တွေနဲ့ထွတ်ထွတ်အေးဆက်လို့ရနိုင်မယ့်အခင်းရှိတဲ့နယ်ဝက်ချံကိုလည်းအမြဲတမ်းရှင်းဖြစ်နေအောင်ထားပြီးတော့ဖြစ်နိုင်တော့အရာအခင်းကို10ရက်တစ်ကြိမ်ခေပေးနိုင်ရင်တော့အကောင်းဆုံးပေါ့ကျေးဇူးပါတကယ်ချင်းအခုမှနားလေသားပြီးရင်ကမွေးမြူကြီးအကျိုးမပေးထင်ခဲ့တာပါနော်တကယ်တော့စနစ်မကြခဲ့တာပါတေချာပြန်လောက်ခဲ့ပါမယ်ဟုတ်ပါပြီအဆင်ပြေပါစေနော်ဒီဖះเจ้าဆင်းချိန်မှာဇလိုင်းလျံနဲ့မိုင်အန်ဟင်တို့ပြန်လည်ဆုံတွေ့ကြတဲ့အခါမှာတော့ငွေချင်းမတွေ့ရကြပြီနေကောင်းနေမလားကောင်းပါလေတကယ်ချင်းရနေကောင်းနေမလားကောင်းတယ်သတင်းနဲ့ကြားတယ်နော်ဝတ်တွေအခွန်ရပြီဆိုဝမ်းသာတယ်နော်ဟုတ်တယ်တကယ်ချင်းရဲ့ကြက်တွေလည်းတော်တော်လေးပွားနေကြပြီပေါ့နော်ကြက်ဥတချို့လည်းစရောင်းနေပြီရောင်းတန်းဝင်မဲ့ကြက်တွေလည်းတော်များနေပြီတကယ်ချင်းပြောတဲ့အတိုင်းလဲလောက်တဲ့အကျိုးတွေပေါ့ကျေးဇူးပါတကယ်ချင်းရဒီလိုကြားရတာဝမ်းသာတယ်အဲ့လိုပဲမွေးမြူရေးလုပ်တယ်ဆိုရင်ဒီတိုင်းယူယူမွေးရုံနဲ့မအောင်မြင်နိုင်ဘူးစနစ်တကျနဲ့မွေးမအောင်မြင်နိုင်တာဆက်ပြီးတော့အောင်မြင်နိုင်ပါစေနော်